စကားပုံလေးတစ်ခုရှိတယ်တင်ကောင်းလျင်တတိမရတော့တင်ကောင်းလျင်ကျွန်တော်ဆိုးတာလားမဆိုးပါလားဒါဆိုရင်တင်ဆိုးရင်တင်ကောင်းမဖြစ်ရင်မဖြစ်တော့တော်တော်ရောက်သွားပြီတင်ကောင်းလျင်ကျွန်တော်မဆိုးပါဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောနေတာလဲအပြင်ကလူကကိုယ်လွှမ်းမိုးသွားတာထိမ့်ချုပ်သွားတာအမှန်တော့ခရစ်တော်ကတင့်ကိုထိမ့်ချုပ်ပြီးတော့တင်ကဒီလောကကိုထိမ့်ချုပ်နိုင်တဲ့သူဖြစ်စေချင်တာလေလွှမ်းမိုးနိုင်တဲ့သူဖြစ်စေချင်တာလေအခုက outside in ဖြစ်နေတာအပြင်အရာကိုယ်တည်းကိုဝင်လာတာတင်ကောင်းရင်ကျွန်တော်မဆိုးပါတင်မကောင်းရင်တော့ကျွန်တော်ပြန်ဆိုးမယ်အဲ့တော့မင်းငါ့ကိုလာမဆိုးနဲ့ငါပြန်ဆိုးမယ်ဆိုတော့လောကကကျွန်တော်တို့ကိုလွှမ်းမိုးသွားတဲ့အရာဖြစ်တယ်ဒီလောကကတော့သူ့အလုပ်တိုင်းသူဆက်လုပ်နေမှာပဲဒါပေမဲ့ဒီလောကရဲ့ပြောင်းလဲခြင်းတဏ္ဍာန်ထဲမှာကျွန်တော်တို့မပြောင်းလဲသွားဖို့လိုတယ်ဘာတွေမပြောင်းလဲရဘူးလဲဖယားသခင်နဲ့ဆိုင်တဲ့ကောင်းသောအမှုရာတွေမပြောင်းလဲဖို့အရေးကြီးတယ်အာမင်အဲ့ဒါလေးကိုသတိရစေချင်တယ်သင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါဘယ်နှမှာရှိရသူပြောသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါအာမင်ကဲတော့ဆရာမရဲ့ကျမ်းစာထဲမှာအဲ့ဒါပါလို့လားမဿဲခန်းကြီး9အခန်းငယ်41မှာဒီလိုပြောထားတယ်ဖက်ပါအောင်အကျဉ်သူသည်တင့်ကိုအနိုင်ပြု၍ခရီးတတိုင်သွားစေ၏ထိုသည်နှင့်တကွာနှစ်တိုင်သွားအောင်လို့ဘာကိုပြောတာလဲကိုကိုအနိုင်ကျင့်တဲ့သူတချို့ရှိပါလိမ့်မယ်တဲ့ကိုသွားဖို့အတွက်ခက်ခဲလေးလံတဲ့ခရီးတချို့ကိုအတင်းကိုနောက်တစ်ခါတည်းတွန်းပို့တဲ့သူတချို့ရှိပါလိမ့်မယ်ဒါပေမဲ့တတိုင်သွားခိုင်းနှစ်တိုင်သွားလိုက်တယ်အဲ့ကောင်းကြီးရှိတယ်နော်ကျွန်မပြောပြမယ်ဆရာဒီအရင်တော့ကျွန်မအရန်နိုင်ကျင့်ခဲ့တာအဲ့တရားပြောဦးမှာပဲ तू က professional တီးတဲ့တယောက်လေကျွန်မကဘာဂီတာမှလည်းအရင်တော့မသိဘူးဘာစန်းနေရမှလည်းဘာကော့မှလည်းမသိဘူးအဲ့တော့ तू ကကျွန်မကိုဘာလုပ်လဲဆိုပါစို့ကျွန်မဆိုနိုင်တဲ့ဂီးကစီဂီးဆိုပါစို့အဲ့ဒီတယောက်ဘာလုပ်လဲသလား D တွေ E တွေ F တွေ G တွေအထိဆိုခိုင်းတာကျွန်မမသိဘူးဘာဖြစ်လို့ငါဒါကိုဆိုနိုင်ရဲ့သားနဲ့အခုတစ်ခေါက်မှမရတာလေစူးစားတယ်ဒီနာလေပြီးအကြောတွေထောင်ကျွန်မမမိသေးတယ်တချင်းတစ်ပုတ်တော်တော်လေးခတ်တယ်အခုနောက်တချို့ဆိုပြန်ပွဲမှာလင်းစေပါပူဇော်ပါတူဒါအဲ့အမျက်နာတနာတယ်သူလှုပ်ခဲ့တဲ့တချင်းတစ်ပုတ်ရှိတယ်ချီးမွမ်းရနဲ့အဲ့ဒီတချင်းကဘလောက်တောင်ခတ်တယ်လဲဆိုလို့ရှိရင်အစပိုင်းကတော်တော်နှိမ့်တယ်နော်အလေရောက်လာရင်အမြင့်ဆုံး one octave လို့ခေါ်တဲ့လုံးဝစန့်ကျင်ဘက်ဆိုရတဲ့အတန်စင်မျိုးနေရတဲ့ချီးမွမ်းရဒီလိုကြီးဆိုလာပြီးတော့မှပလင်မာမပေါင်းကြည့်တော့အဲ့လိုမျိုးတချင်းကိုသူကဘာလို့ဆိုအမြင့်